အားလုံးပဲမင်္ဂလာပါမိတ်ဆွေတို့အလုပ်လုပ်တဲ့အခါအလုပ်ကိုတစ်မျိုးတည်းပဲလုပ်သလားနှစ်မျိုးလုပ်သလားတကယ်တော့လူတစ်ယောက်อ่ะပေါ့နော်အလုပ်တစ်မျိုးတည်းလုပ်လို့မရဘူးအလုပ်တစ်မျိုးတည်းဆိုလို့ရှိရင်ဝင်ငွေရလမ်းကြောင်းနေတယ်ဝင်ငွေများများမရဘူးဝင်ငွေနည်းနေမယ်ပေါ့နော်အလုပ်ကိုလူတစ်ယောက်မှာအလုပ်ကိုအနည်းဆုံးနှစ်မျိုးတော့လုပ်တင်တယ်ပေါ့နော်နှစ်မျိုးတော့လုပ်တင်တယ်ဒီအလုပ်တစ်ဖက်ကအယောင်းဝယ်လုပ်တယ်ဆိုလို့ရှိရင်တစ်ဖက်က investment လုပ်တင်တယ်ပေါ့နော်ရင်းနှီးမြှုပ်နှံမှုတစ်ခုခုပေါ့အဲ့လိုအလုပ်ကိုနှစ်လုပ်ပေါ့နော်ဥမာအလုပ်အကျန်းမြင့်နေတယ်ဆိုတော့တစ်ဖက်ကရောင်းလုပ်တယ်တစ်ဖက်က online shop လုပ်တယ်ဒါမျိုးလေးတွေဆိုလို့ရှိရင်မိတ်ဆွေတို့အနေနဲ့အလုပ်နှစ်လုပ်တယ်ဖြစ်သွားတာပေါ့နော်နေ့လည်ကနေရော9 to 5ကကိုကဒီအစိုးရရုံးအလုပ်ပဲဖြစ်ဖြစ်ဒီပုဂ္ဂလိကအယောင်းဝန်ထမ်းအလုပ်ပဲဖြစ်ဖြစ်လုပ်တယ်ပဲထားလိုက်တော့ဒီညပိုင်းကြလို့ရှိရင်လိုက်ဆေးရောင်းတာမျိုးတွေonline နဲ့ပတ်သက်တဲ့အလုပ်ကလေးတွေပေါ့နော်ဒါမျိုးလေးပြုဆိုလို့ရှိရင် logo ဆွဲနည်းလေးတွေ IT နည်းပညာကျွမ်းရင်ကျွမ်းသလိုပေါ့နော်အလုပ်ကလေးတွေကိုကိုစီကိုငှလုပ်လို့ရတယ်ပေါ့ဗီဒီယို edit ကျွမ်းရင်ဗီဒီယို edit ကိုအချိန်ပိုင်းနဲ့ပေါ့နော်ညာပေးတဲ့ဗီဒီယိုတွေ edit လုပ်ပြီးတော့အခါကျွေးငွေယူပြီးတော့လုပ်လို့ရတယ်လူတစ်ယောက်ကအလုပ်ကတကယ်ဆိုလို့ရှိရင်အလုပ်က2 in 1ပေါ့နော်လူတစ်ယောက်တည်းကိုအလုပ်ကနှစ်လုပ်တင်တယ်အဲ့တော့လူတစ်ယောက်ကိုလည်းနှစ်လုပ်တင်တယ်သိဆိုလို့ရှိရင်လည်းလက်ရှိပေါ့နော်2 in 1လူကတော့တစ်ယောက်တည်းပဲလက်ရှိအလုပ်ကိုနှစ်လုပ်နေရပေါ့နော် online အလုပ်လုပ်တယ်အပြင်မှာရဲ့ကိုယ့်ရဲ့ personal ပေါ့နော် personal အလုပ်လုပ်တယ်2 in 1လုပ်တဲ့အလုပ်ဆိုလို့ရှိရင်ပို့ပြီးတော့ကောင်းတယ်ပေါ့နော်အလုပ်ကနှစ်လုပ်တာပို့ပြီးတော့အဆင်ပြေတယ်လို့ပို့ပြီးတော့ဝင်ငွေရလွယ်ပါလေဒါကြောင့်မလို့မိတ်ဆွေတို့လည်းပေါ့နော်အလုပ်လုပ်တဲ့အခါမှာ2 in 1ဖြစ်နေ3 in 1 4 in 1အလုပ်တွေ4ခု5ခုလုပ်နိုင်လေးပိုကောင်းလေပဲအားလုံးပဲပေါ့နော်အလုပ်လုပ်ပါစူးစမ်းပါပိုက်ဆံများရမှာလိုချင်တာလေးတွေကိုလွယ်ကူဝယ်လို့ရမယ်သုံးချင်တာလေးကိုလည်းလွယ်ကူသုံးလို့ရမှာဖြစ်တဲ့ကြောင့်မလို့2 in 1တော့အနည်းဆုံးလုပ်ပါလို့ပြောချင်ပါတယ်ဒီတစ်ယောက်တည်းမှာအလုံးနှစ်လုပ်ပါအားလုံးကိုကျေးဇူးပါရှင်အားလုံးကိုကျေးဇူးတင်ပါတယ်ဘိုင်ဘိုင်